နားတော်တာဆင်နေကြတယ်ဓမ္မမိတ်ဆွေပေါင်းတို့ရေလောကသုံးပါးမှာအတူမရှိတဲ့အနိုင်မဲ့ယရနာအစစ်ဖြစ်သောဘုရားယရနာတရားယရနာတန်ခါယရနာမြတ်သုံးပါးတို့ရဲ့ဘုံရိပ်ကံရိပ်မေတ္တာရိပ်တို့မှာခိုလုံပြီးလောကီလောကုတ္တရာနှစ်ဖြာသောကောင်းကျိုးများတိုးပွားအောင်မြင်အစဉ်ပြေကြပါစေကြောင်းယရနာတကောဖြင့်တိတ်တီတိုးပြီးကောင်းကျိုးပရိသတ်ဖြစ်နိုင်ကြစေဖို့မေတ္တာရေလောင်းစုကြွေတောင်းလိုက်ရပါတယ်ခင်ဗျာကိုကုံကအရဟံအစာပြုချီဘဂဝါဆုံးထဘဝချုံများမျက်နှိပ်ပံလညို့ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝငြိမ်းဖို့ရစိတ်လန်းနဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတင်ယူကြခါရဲ့လက်ဆုံးရှိကိုပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေသခါတော်ဝိရိတဘော6ပြကုံပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းငြိမ်ရာမြတ်တရားကိုကာယကံမနောဝစီဥတင်ရှုကြကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေသာသနာတော်တည်တဲ့ရည်တွေတို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထဆောင်ရွက်ကသုပရိပန်တော်ပုံညက်ခေတံကိုယ်ကိုယ်အရိယများကိုကာယကံမနောဝစီဥတင်ယူကြကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစိကတွားဝမယ်သုံးလူရှင်ဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆူတောင်းပေးပါတယ်လေအလုံးမဲ့ရွှင်လန်းကြပါစေဖယားဖတ်တော်အသက်ရှိတရားဖတ်တော်အမျက်ပြေတန်ခါဖတ်တော်အခန့်ဝေးအရာရာတွေစင်ပြေကြစေဖို့ဖယားကိုယ်ွယ်တကိုးကျွေအပေမကြနိဗ္ဗာန်ရတရားကိုယ်ွယ်ပညာကျွေအပေမကြနိဗ္ဗာန်ရတန်ခါကိုယ်ွယ်စည်းစိမ်ကျွေအပေမကြနိဗ္ဗာန်ရဆိုသလိုကိုယ်ွယ်စည်းကပ်ရာအစစ်မှန်ဖြစ်ကြတဲ့ယရနာမြတ်သုံးပါးတို့အားယုံကြည်လေးစားကိုယ်ွယ်စည်းကပ်ကြသောအဖြစ်ဘေးကင်းရန်ကင်းအန္တရာယ်ကင်းစွာဖြင့်ဒါနသီလဘာဝနာတရားများကြိုးစားပြုလို့အားထုတ်နိုင်ကြပါစေသီလသမာဓိပညာတရားများတိုးပွားရင့်သန်ပြီးဉာဏ်နိဗ္ဗာန်စခန်းတို့တိုင်အောင်ရောက်လန်းနိုင်ကြပါ